မင်္ဂလာပါမန်ယူဖန်များအတွက်တီးသန့်နေရာကကြိုးဆိုပါရယ်မန်ချက်စတာယူနိုက်တက်အသင်းကောင်းဆောင်ဘရူနိုကဘောလုံးအားကစားကလောင်ရှင်များအဖွဲ့ကချီးမြှင့်တဲ့ယခုနှစ်အတွက်အကောင်းဆုံးဘောလုံးသမားဆုကိုရရှိသွားခဲ့ပါရယ် Delighted to announce is the Football Writers Association Footballer of the Year. A fantastic season, an amazing player. I think he has been the difference for United this season, driving them from disappointment last year into third in the table, chasing down a champion place. 19 assists. He's the assist king. He's the guy that puts everything on a plate for his teammates. So it's about time he had a bit of, praise for himself and got a bit selfish and took the adulation. I mean, it's an amazing season. He's on course, isn't he, to break the joint record of assists currently held jointly by Thierry Henry and Kevin De Bruyne. What season? နောက်ထပ်ဘရူနိုအတွက်တဦးချင်းစံချိန်တွေကပရီးမီးယားလိဂ်ဂိုးဖန်တီမှုအကြိမ်ရေ20ကျော်ဖို့နဲ့ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုလိုပဲဖြစ်ပါတယ်ဒါပေမဲ့ဒီဆုတွေနဲ့ပတ်သက်ပြီးကျိန်စာတွေလည်းရှိပါတယ်ပရီးမီးယားလိဂ်ဂိုးဖန်တီမှုအကြိမ်ရေ20အတွက်ပထမဆုံးကစားသမားက Honorary သူ့နောက်မှာစံချိန်ကိုချိုးဖျက်ဖို့ပြင်ခဲ့တာ Fabregas နဲ့အခြားကစားသမားတွေရှိသေးတယ်ဒါမဲ့ပွဲအများကြီးကျန်တဲ့အချိန်ဒီစံချိန်ကိုကျော်ဖို့နီးကပ်လာလေးအကုန်ကြရှုံးခဲ့တာကြီးပဲနောက်တော့ဒီဘရိုင်းနာကကျော်ဖြတ်ဖို့ကြိုးစားတယ်သို့ပေမဲ့သူလည်း Honorary နဲ့အတူတူအကြိမ်20မှာရင်ရပ်တန့်သွားတယ်ဘယ်အသင်းမဆိုပြောခဲ့ကြတဲ့စကားတစ်ခုရှိတယ်သူတို့အသင်းကစားသမားအတွက်အကောင်းဆုံးကြိုးစားသွားကြမှာဆိုတာကြီးပဲအခုကွန်ညာလဲဘရူနိုရဲ့ဒီဂိုးဖန်တီးမှုအကြိမ်ရေ20ပြည့်ဖို့တကူးသာလိုအပ်တဲ့အချိန်လက်ကျန်ပွဲ3ပွဲလုံးမှာဘရူနိုအတွက်အကောင်းဆုံးကစားပေးသွားမှာလို့ပြောပါတယ် Yeah, we have to help Bruno to break that record. Bruno is Bruno. You can say nothing to Bruno. He's the player that is a dream to play. He's a big legend for me. He's been so good for the club since he's arrived here in 2020, and yeah, he's a big example, also big leader, big captain. He tried to help everyone, every young players who come to the first team. I remember when I come here in 2021. My English wasn't really good, but he tried to help me in Italian because he speaks Italian. So he was that guy who was doing traduction for me. So he's the guy that is available for everyone. And Bruno Fernandes is Bruno Fernandes as he's on the pitch. And this season, everyone can see how good he is, and we have to help him as a team to break that. နောက်ပြီးအာမတ်ကလည်းအခုချိန်မှာခြေစွမ်းရောကိုယုံကြည်မှုအပိုင်းရောအနေငယ်ကျဆင်းနေချိန်မှာတော့ဘရူနိုအတွက်ကျွန်တော်တို့တစ်သင်းလုံးဝိုင်းစူးစမ်းပေးသွားမှာပါလို့ပြောပါတယ်ပရီးမီးယားလိအကောင်းဆုံးကစားသမားဆုအတွက်ဘရူနိုကနောက်ကဒီကလန်ရိုက်စ်ဟာလန်တို့ကိုကြော်ဖြတ်ပြီးထပ်ယူဖို့ရှိလာအောင်မယ်ဟိုးလွန်ခဲ့တဲ့2012-13ဘောလုံးရာသီလောက်ကဗန်ပါစီကအာဆင်နယ်အသင်းနဲ့အတူအဆင့်3ပဲရခဲ့ပေမဲ့ဒီပရီးမီးယားလိအကောင်းဆုံးဆုကိုရခဲ့တယ်နောက်တော့ပရီးမီးယားလိယူချင်တယ်ကွာဆိုပြီးမန်ချက်စတာယူနိုက်တက်ကိုပြောင်းလာတကယ်လဲပရီးမီးယားလိယူခဲ့ပြီးပြန်တော့စပါးအသင်းကဂါရက်ဘေးကဒီဆုကိုရသွားတယ်ပြောချင်တာကတော့ကံမပါရင်လည်းမရနိုင်ဘူးလို့ပြောချင်တာပါဒီနှစ်မန်ချက်စတာယူနိုက်တက်ကအဆင့်3နဲ့ပြီးဆုံးသွားပြီလို့ချင်းသေးပေါက်ကြီးမပြောနိုင်သေးပေမဲ့လည်းချန်ပီယံလိဝင်ခွင့်ကတော့လုံးဝတေချာသွားပါပြီဒါဆိုဒီနေ့ညမှာရောစန်ဒါလန်ရဲ့အလင်းရောင်ကွင်းကြီးထဲမှာဘရူနိုဖာနန်ဒက်စ်ပေးပို့မှုတွေကိုမန်ချက်စတာယူနိုက်တက်အသင်းကစားသမားတွေကအကောင်းဆုံးအသုံးချသွားနိုင်မလားဆိုတာစောင့်ကြည့်ကြပါစို့ဗျာမန်ယူဖန်များအတွက်တီးသန့်နေရာမှသတင်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်